ရှင်တန်နေတဲ့ရွေ့တော့အကောင်ဆုံးဖြစ်အောင်ကြိုးစားမှာပါအချိန်ချင်းပြိုကျရင်အချိန်ချင်းပြန်တည်ဆောက်မယ်အချိန်ချင်းလဲကျရင်အချိန်ချင်းပြန်ထမယ်အရှိအနေတွေကကိုယ်ပဲလှည့်ပြီးညနေသားမပေးခဲ့ရင်တော့မှကိုယ်ခုံကိုယ်အားကိုယ်အစွမ်းအစတွေနဲ့ရအောင်တည်ဆောက်မယ်ရအောင်ရှေ့ဆက်မယ်ဘဝရဲ့အတိတ်ပဲဆိုတာကကိုချင်းတရားနဲ့အသိဉာဏ်ဖြစ်ပြီးအဲ့ဒီနှစ်ခုကိုသာပိုင်ဆိုင်နေသေးရင်တခြားပဲအရာတွေကိုပဲဆုံးရှုံးဘလောက်ပဲဆုံးရှုံးတုံလုံးစိတ်ရမလို့တယ်လို့လက်လျှော့လိုက်စေရတယ်မလို့ပါဘူးဒီရွယ်ချက်တွေကိုကိုကောင်းတဲ့အနာဂတ်စီမှာ